စူးစမ်းနေတဲ့သူတိုင်းကအရှုံးဆိုတာရင်ဆိုင်ရမှာပဲဆိုတော့ဘာမှမရှုံးသေးဘူးဆိုတာသိကြတယ်ခင်ဗျာဘာမှမလုပ်သေးဘူးအဲ့တော့ကျွန်တော်တို့ကအရှုံးကိုကြောက်နေလို့မရဘူးအဲ့အရှုံးကိုကျွန်တော်တို့ face fight လုပ်ဖို့လို့ဘယ်လိုမျိုးရင်ဆိုင်မယ်ဘယ်လိုမျိုး fight မယ်ပေါ့နော်အဲ့တော့ဘာမှမလုပ်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘာမှလည်းရှုံးမှာမဟုတ်ကျွန်တော်လုပ်ငန်းဝင်မှာအများတန်းပြောတယ်အလုပ်နည်းနည်းလုပ်တဲ့သူကအမှားနေအလုပ်များများလုပ်တဲ့သူကကျွန်တော်အမှားများမယ်ဒါပေမဲ့ကျွန်တော်တို့သိထားမှာတစ်ခုကမှားပြီးသားအရာတွေကိုပဲကျွန်တော်တို့ထပ်ခါမှားနေတော့အဲ့ဒါမဟုတ်တော့ဘူးเนาะအစ်စ်တွေမှားဖို့တော့လို့အဲ့တော့ကျွန်တော်တို့ကကြာရှုံးမှာကြောက်ဖို့မလိုဘူးဆုံးရှုံးမှာကြောက်ဖို့မလိုဘူးဘာမှမလုပ်ရင်ဘာမှမဆုံးရှုံးလုပ်လို့ရှိရင်တော့ဆုံးရှုံးမှုကိုဒါရှင်းဆိုင်ရမှာပဲเนาะဒါလေးသိထားဖို့လိုအပ်တယ်